ယ်လီဖိုးနီးယားပြည်နယ်မှာရှည်လျားဆုံးနဲ့ထင်ရှားဆုံးအဝေးပြေးလမ်းမကြီးတစ်ခုဖြစ်တဲ့အန်နာစတိတ်ပါဒီလမ်းမကြီးဟာခရီးသွားတွေကုန်တင်ယာဉ်မောင်းသမားတွေအတွက်အဓိကလမ်းမကြီးတစ်ခုဖြစ်ခဲ့ပေမဲ့1980ပြည့်လို့နှစ်တွေကနေ1980ပြည့်လို့နှစ်တွေအထိရောအမျိုးသမီးတွေအတွက်သေမင်းတမန်ထောင်ဆောင်တစ်ခုဖြစ်ခဲ့ပါတယ်။အန်ဘေးမှာကားပြက်လို့ရထားတဲ့အမျိုးသမီးတွေလမ်းကြုံစီးဖို့စောင့်ဆိုင်းနေတဲ့အမျိုးသမီးတွေဟာတယောက်ပြီးတယောက်ပျောက်ဆုံးသွားခဲ့ပါတယ်။သူတို့ရဲ့ရုပ်အလောင်းတွေကိုအဝေးပြေးလမ်းမကြီးရဲ့ဘေးပတ်ဝန်းကျင်တော်ဆက်တွေမှာပဲပြန်တွေ့ခဲ့ရပါတယ်။ဒီပြစ်မှုတွေကိုကျူးလွန်ခဲ့သူကတော့တာမန်အလုတ်ကင်နဲ့မိသားစုရှိတဲ့လူတစ်ယောက်ပါ။သူ့ကိုကဘာကအန်တာဖိုက်ကီလာလို့သိကြပြီးသူ့နာမည်ကရောဂျာကစ်ပီပဲဖြစ်ပါတယ်။ရောဂျာကစ်ပီကို1939ခုနှစ်မှာမွေးဖွားခဲ့ပြီးဆာခရာမန်တိုမြို့အနီးမှာနေထိုင်ကပရီဘောဂါတွေကိုပြန်လည်ပြည့်ပြည့်မွမ်းမံတဲ့လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်။ရောဂျာကစ်ပီဟာလေဒီခုံနာကိုလည်းဝါသနာပါသူတစ်ယောက်ဖြစ်ပြီးသူဟာပတ်ဝန်းကျင်အမြင်မှာတော့အေးစစ်စစ်နေတတ်တဲ့အိမ်နောက်တဲ့မျိုးသားတစ်ယောက်ပါ။ဒါပေမဲ့နောက်ွယ်မှာတော့အလွန်ရက်စက်တဲ့လူတစ်ယောက်ပါပဲ။ရောဂျာကစ်ပီရဲ့ပထမဆုံးသားကောင်ဖြစ်ခဲ့ရသူကတော့အသက်38နှစ်အရွယ်လူးအယ်လင်ဘာလီဆိုတော့အမျိုးသမီးတစ်ယောက်ပါ။အယ်လင်ဟာ1989ခုနှစ်မေလမှာအလုပ်ကိုအင်တာဗျူးဖို့ထွက်လာရင်းပျောက်ဆုံးသွားခဲ့ပါတယ်။ဒါဟာရောဂျာကစ်ပီရဲ့ဆယ်စုနှစ်တစ်ခုမကကြာမြင့်မဲ့သွေးစွန်းတဲ့ခရီးစဉ်ရဲ့အစပြုခြင်းပါပဲ1986ခုနှစ်အတွင်းမှာတော့အန်နာဖိုက်အဝေးပြေးလမ်းမကြီးတစ်လျှောက်အမျိုးသမီးတွေပျောက်ဆုံးမှုဟာစတိုက်ဆိုသလိုဖြစ်ပွားလာခဲ့ပါတယ်။စုံထောက်တွေဟာဒီအမှုတွေအားလုံးမှာထူးခြားတဲ့တူညီချက်တစ်ခုကိုသတိပြုမိလာကြပါတယ်။ရောဂျာဟာသူဖမ်းပြီးတဲ့သားကောင်တွေရဲ့အဝေးအစားတွေကိုတက်ကြီးနဲ့ပုံစံနဲ့မှန်အောင်ဖြတ်တောက်ပြီးစပင်တွေကိုလည်းနှစ်ပြည့်လေးရှိပါတယ်။သူဟာလေဒီခုံနာကိုဝါသနာပါသူတစ်ယောက်ဖြစ်ပြီးခိုင်ခန့်တဲ့ကြိုးချီနီးစနစ်တွေကိုသုံးပြီးတုံးလောင်ခဲ့ပါတယ်။ဒီအချက်ကပဲရဲတပ်ဖွဲ့အတွက်တရားခံကိုရှာဖို့အဓိကတဲလွန်စားဖြစ်လာခဲ့ပါတယ်။1988ခုနှစ်မှာတော့ရောဂျာရဲ့သွေးရည်တဲ့လုပ်ရက်တွေဟာအဆုံးသတ်သွားခဲ့ပါတယ်။သူဟာအဝေးပြေးလမ်းမကြီးတွေမှာအမျိုးသမီးတစ်ယောက်ကိုပြန်မေးဆွဲဖို့ကြိုးစားရင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။အစပိုင်းမှာတော့သူ့ကိုပြန်မေးဆွဲမှုနဲ့ပဲထောင်ဒဏ်ချမှတ်ခဲ့တာပါ။ဒါပေမဲ့နည်းပညာတိုးတက်လာတာနဲ့အမျှစုံနောက်တွေဟာအမှုဟောင်းတွေကိုပြန်လည်စစ်ဆေးခဲ့ပါတယ်။2001မှာတော့အလောင်းတွေပေါ်ကကြန့်ရှိတဲ့သက်သေတွေDNAစစ်ဆေးချက်တွေအရရောဂျာကစ်ပီဟာစတက်ဖနီဘရောင်းကိုတတ်ခဲ့တဲ့တရားခံဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးထောင်ဒဏ်တစ်ကြွချမှတ်ခဲ့ပါတယ်။2008မှာကွပ်မျက်ခံရမယ့်ပြည်ထောင်ကနေရှောင်ရှားဖို့အတွက်ရောဂျာဟာအစိုးရနဲ့သဘောတူညီချက်ယူပြီး1990နဲ့1980ကြားသူကျူးလွန်ခဲ့သောအခြားသောပြစ်မှု6မှုကိုထပ်မံဝန်ခံခဲ့ပါတယ်။သူကိုယ်တိုင်ဝန်ခံချက်ကြောင့်ပဲပထမဆုံးသေဆုံးခဲ့တဲ့လူးအယ်လင်ဘာလီရဲ့ရုပ်ကြွင်းကိုနင်းမြုပ်ထားတဲ့နေရာကပဲရှာဖွေနိုင်ခဲ့ပါတယ်။သူဟာစုစုပေါင်းအမျိုးသမီး9ဦးကိုတပ်ဖြတ်ခဲ့ကြောင်းတရားဝင်အတည်ပြုနိုင်ခဲ့ပါတယ်။ရောဂျာကစ်ပီဟာကယ်လီဖိုးနီးယားပြည်နယ်ကမြူခရီအကျဉ်းထောင်ထဲမှာထောင်ဒဏ်တစ်သက်တကြွချခံခဲ့ရပြီးသူအသက်82နှစ်အရွယ်မှာတော့သူ့ရဲ့အခန်းပေါ်ထောင်သားတဦးရဲ့တိုက်ခတ်မှုကိုခံခဲ့ရပြီးသေဆုံးသွားခဲ့ပါတယ်။ရောဂျာကစ်ပီဟာဘာကြောင့်အမျိုးသမီးတွေကိုတတ်ခဲ့ရတာလဲ။ကစ်ပီရဲ့မိခင်ဖြစ်သူသည်သားဖြစ်သူပေါ်အလွန်အမင်းစီကံကြီးပြီးချုပ်ချယ်သူဒေါသကြီးသူစိတ်ပန်းဆိုင်ရာဖိနှိပ်မှုများမကြာခဏပြုလုပ်လေရှိသူတို့သာဖြစ်သည်မိခင်ပေါ်ထားရှိသည့်နာကျင်မှုမုန်းတီးမှုများကိုအခြားသောအမျိုးသမီးများအပေါ်ပုံချကဗလက်သားခြေသည့်ပုံစံမျိုးဖြစ်လာခဲ့ပါရဲ့